တလောကလုံးပြန်လွတ်လာပေမဲ့လုံးဝပြန်မလွတ်လာသေးတဲ့လူပညာရှင်ဆယ်လီ3ဦးကဲပရိသတ်ကြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာပင်ပရိသတ်တွေအားလုံးဝမ်းသာစေမဲ့တဲ့နိုင်ငံတော်ဆိုရကိုယ်တိုင်ကပုံမှန်905ကကြီးကိုပိတ်ဖြတ်ပြီးလူပေါင်း900ကျော်ကိုလွန်ငင်းချမ်းသာခွင့်ပေးလာခဲ့ပါပြီဒီထဲမှာပရိသတ်တွေအားလုံးစောင့်မျှော်နေရတဲ့ခိုင်သိန်းစီရဲ့ယောက်ျားဖြစ်သူလေးပါဝင်လာတဲ့ပြင် DJ Violet တို့လည်းပြန်လွတ်လာခဲ့ပါပြီဒီလိုမျိုးလွတ်မြောက်လာသူ900ကျော်ရှိပေမဲ့လည်းလုံးဝရောင်လို့တောင်မှပြန်မလွတ်သေးတဲ့လူပညာရှင်နဲ့ဆယ်လီချိုးကလည်းရှိနေပါသေးတယ်အဲ့ဒါကတော့အမေရိကနိုင်ငံကဆယ်လီတူဖြစ်သူအေသင်ကိုပဲဖြစ်ပါတယ်။အေသင်ကိုဆိုတာကတော့အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားတယောက်ခံယူထားပေမဲ့လည်းမြန်မာနိုင်ငံကိုခဏတာပြန်လာပြီးအေသင်ကိုနဲ့ညီးခဲ့တာကြောင့်လေရင်ပေါ်ကဆင်းချင်းမာတင်ခြားသောပုံမှန်တွေနဲ့တူပုံမှန်905ကကြီးရုပ်ပါကပ်ပြီးတော့ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဒီလိုမျိုးပုံမှန်တွေဖျက်သိမ်းလိုက်ပေမဲ့လည်းTikTokဆယ်လီတူဖြစ်သူသမီးဆိုးတယောက်ကတော့ဒီတစ်ခါလူငိမ့်မှာလုံးဝမပါလာခဲ့ပါဘူး။ဒုတိယတယောက်ကတော့ပရိသတ်တွေအားလုံးသိဆွဲပြရတဲ့ဒေါက်တာမာလီနမ်ဝေးဆန်ပဲဖြစ်ပါတယ်။နမ်ဝိဆန်ကတော့တင်စာတို့လိုမျိုးခဏကိုသားပြီးတပုံတွေကြောင့်အချုပ်ထဲဝင်ခဲ့ရတယ်လို့နောက်ဆက်တွဲအနေနဲ့ပါ905ကကြီးနဲ့ညှိနေကြတာကြောင့်ခုလိုမျိုးအချုပ်ကျနေကြတာပါဒါပေမဲ့လည်းအချိန်တွေကြာကြီးကြာတော့တာသူမကတော့လူငိမ့်မှာပါမလာခဲ့သေးပါဘူးဒါကြောင့်ပြည်သက်ကြီးတို့လည်းသူမအတွက်ဆူတောင်းပေးသွားကြပါအောင်ရှင်နောက်ဆုံးတစ်ယောက်ဖြစ်သူကတော့မြန်မာနိုင်ငံရဲ့မင်းသားတစ်ယောက်ဖြစ်သူရဲတိုက်ပါရဲတိုက်ဆိုတာကတော့စေးမှုနဲ့ထောင်ထဲရောက်သွားတယ်လို့သိထားကြသလို905နဲ့လည်းညှိနေသေးတယ်လို့သိထားရပါတယ်ဒီလိုမျိုးညီဆုံးထားဖို့တဲ့ရဲတိုက်ဟာတခြားသောနုပညာမောင်နှမတွေအများကြီးလူငိမ့်နဲ့ပါလာခဲ့တာကြောင့်ရဲတိုက်ကတော့ဘာသတင်းစားနာမှမရဘဲနဲ့ပျောက်နေကြတာပဲဖြစ်ပါရီပရိသတ်တော်များကတော့ရဲတိုက်ရဲ့သတင်းကိုလုံးဝမကြားရတဲ့အတွက်ကျမ်းမာရေးကောင်းမွန်ပြီးတော့ရှိနေလားဒါမှမဟုတ်သတင်းမဲ့သက်သက်ဖုံးထားရလားဆိုပြီးတော့ဒါမှမိကုံထုတ်နေကြပါသေးတယ်ဒီတစ်ခါလူငိမ့်မှာတော့အခြားသောသူတွေအများကြီးပါလာပေမဲ့လည်းအမြဲတမ်းစောင့်မျှော်နေရတဲ့သူတို့၃ယောက်ကတော့ပါမလာတာမလို့ပရိသတ်အားလုံးကဆူတောင်းပေးနေကြတာပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်ပရိသတ်ကြီးတို့လည်းကိုစိတ်ပူရတဲ့နုပညာရှင်တွေရှိရင်မြန်မြန်လွတ်မြောက်နိုင်ဖို့အတွက်ဆုတောင်းပေးလိုက်ကြပါအောင်ရှင်